အားလုံးပဲမင်္ဂလာပါနော်ဒီကျွန်တော်ရဲ့ channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးမိတ်ဆွေတို့နေကောင်းကြမှာကြရလားကဲဒီနေ့ကျွန်တော် sharing လုပ်ပေးသွားမယ်အကြောင်းအရာလေးကတော့မိတ်ဆွေတို့အားလုံးလည်းဖတ်ပူပြီးသွားပြီလို့တော့ထင်ပါတယ်အရန်လည်းကဘာတုံးမှာအရန်အယောင်းရဆုံးစာအုပ်ဖြစ်ခဲ့တယ်လို့မြန်မာနိုင်ငံမှာလည်းလူငယ်တွေအကြိုက်အရန်ရည်ပန်းစားခဲ့တဲ့စာအုပ်တုပ်အကြောင်းလေးကိုမျှဝေပေးသွားပါမယ်အဲ့ဒါကတော့အင်္ဂလိပ်စာရေးဆရာ Mick Mason ရေးသားထားတဲ့ The Art of the Not Give ဆိုတဲ့မြန်မာလိုဘာသာပြန်ထားတဲ့ဂယုမဆိုင်ရှင်အနုပညာဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်လေးကတခြားဆက်ဟာစာအုပ်တွေလို့အကောင်းမြင်ပါသင်အနေနဲ့အမြဲပြုံးနေပါစတဲ့အရာတွေကိုသင်ပေးတဲ့စာအုပ်မျိုးမဟုတ်ပါဘူးဒီစာအုပ်လေးကမိမိကိုယ်ကိုဘယ်လိုနေထိုင်ပြုမှုရမလဲစတဲ့အကြောင်းအရာလေးများကို sharing လုပ်ပေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်တကယ်တော့ဒီစာအုပ်လေးကဘဝတွေကအရန်ခါတယ်အရန်ခက်ခဲတယ်အရန်ဟိုဟာဖြစ်တယ်အဲ့ဒီခက်ခဲတဲ့အဲ့ဒီဘဝတွေကခါတယ်ဆိုတဲ့အကြောင်းအရာတွေကိုမိတ်ဆွေတို့နဲ့လက်ခံလိုက်စမ်းပါလို့ခက်ပက်ပက်ပြောလိုက်တဲ့စာအုပ်ကောင်းလေးတအုပ်ဖြစ်တယ်ဒီစာအုပ်လေးကဘာဖြစ်လို့ဒီလောက်တောင်လူငယ်တွေကြားမှာအောင်မြင်ပြီးအယောင်ရဆုံးစာအုပ်ဖြစ်ရတယ်လဲဆိုတော့ရေးသားရတဲ့စာရေးသားတွေကလည်းအရန်ကောင်းပြီးတော့အရန်ကောင်းမွန်ပြီးတော့ထိရောက်တဲ့စကားလုံးလေးတွေတုံးထားတာဖြစ်ပါတယ်ကဲဒီနေ့ပြောပြမယ်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဘဝအတွက်ဘာတွေပြောင်းလဲပေးနိုင်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာအသေးစိတ်ကြည့်လိုက်အောင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးပါကဲစလိုက်အောင်အဲ့ဒါဆိုလောကမှာတဲ့လူတိုင်းကအရာရာကို view site နေဖို့မလိုပါဘူးကျွန်တော်တို့အခုခေတ်မှာပေါ့နော်အခုခေတ်21ရာစုခေတ်မှာကျွန်တော်တို့အနေနဲ့ Facebook social media YouTube ဘာညာအဲ့လိုမျိုး social media platform တွေမှာအားလုံးကိုကြည့်လိုက်ဟာပျော်နေကြတယ်ဟာတချို့တွေကအောင်မြင်နေကြတယ်တချို့တွေကပတ်စံတွေအများကြီးဝင်တယ်တချို့တွေကခီးတွေသွားနေကြတယ်စားတဲ့ post တွေကိုပေါ့နော်မြင်ပြီးတော့အောင်မြင်နေကြတယ်အဲ့လိုမျိုး post တွေမြင်ပြီးတော့ကိုယ့်အကိုဘယ်လိုပြောမလဲ depression တွေဝင်တယ်ဟာငါဒီလိုမဖြစ်ပါလားစတဲ့အဲ့ဒီဟာတွေကိုကြည့်ပြီးတော့ငါကဘာလို့အဆင်မပြေဖြစ်လဲသူတို့လိုငါတို့ကဘာလို့မဖြစ်ရတာလဲစပြီးတော့အသေးအဖွဲလေးတွေကစဟာပြီးတော့ view site နေတာပေါ့နော်ကျွန်တော်တို့လည်းအဲ့လိုကျွန်တော်လည်းအဲ့လို၎င်းနည်းလိုပဲအဲ့လိုပဲဖြစ်တတ်ခဲ့ပဲလူများတွေ Facebook တင်လဲဟိုကလူများတွေ relationship တွေခရီးသွားအားချလိုက်တာကြည့်ပြီးတော့သူတို့တွေကိုနော်အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့လဲဆင်ခြင်ရတာပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတော့ကိုယ့်အတွက်ဘာရလိုက်လဲဒီစာအုပ်လေးကဖတ်လိုက်တော့အကျိုးကျေးဇူးတွေကအဲ့လိုမျိုးဆင်ခြင်တတ်လာတယ်ပြီးတော့အသေးအဖွဲကိစ္စလေးတွေကအားလုံးကို view site ပြီးနေကြတယ်အဲ့ဒါဒီစာအုပ်မှာစာရေးဆရာ Mick Mason ကဘာပြောထားလဲဆိုတော့လူတစ်ယောက်မှာတဲ့ view site နိုင်စွန်းကအကန့်အသတ်နဲ့ပဲရှိရတဲ့အကန့်အသတ်နဲ့ပဲရှိတာနော်လူတစ်ယောက်မှာ view site နိုင်စွန်းအဲ့ဒါကြောင့်အရာရာကိုသိနေဖြင့် like ပြီး view site နေမယ်ဆိုရင်လဲသိနေဖြင့်ယူသွားပါလိမ့်မယ်တဲ့ဟုတ်တယ်လေစဉ်းစားကြည့်လေ like ပြီးတော့ view site နေမှာဟိုဟာလေးကြည့်ဒီဟာလေးကြည့်လူယူသွားလိမ့်မယ်ပေါ့ဒါကြောင့်မိတ်ဆွေအနေနဲ့ပေါ့နော်ဘာကိုဂယုမဆိုင်ရမလဲဆိုတာထက်ဘာကိုဂယုဆိုင်ရမလဲဆိုတာကိုတေချာရွေးချက်တတ်ဖို့လိုတယ်လို့ပြောတာတကယ်အရင်ကောင်းတယ်နော်အဲဒီစကားလုံးလေးကဘာကိုဂယုမဆိုင်ရမလဲဆိုတာထက်ဘာကိုဂယုဆိုင်ရမလဲဆိုတာကိုတေချာရွေးချက်တတ်ဖို့လိုတယ်လို့ပြောတာအရင်ကောင်းတယ်တကယ်တော့အရေးမပါတဲ့ကိစ္စလေးတွေကိုပြစ်ပယ်လိုက်ပြီးကိုယ့်အတွက်တကယ်တန်ဖိုးရှိတဲ့ဂယုဆိုင်ရမယ်ကျောင်းအားလေးဥမာမိသားစုတွေကိုအချိန်ပေးလိုက်တာကိုရှစ်ဇနီးကိုသားသမီးလေးတွေကိုအချိန်ပေးလိုက်တာကိုအဖေမေတို့အချိန်ပေးလိုက်တာပြီးတော့ကိုမိတ်ဆွေတကယ်တန်ဖိုးရှိတဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကိုအချိန်ပေးလိုက်တာကိုရဲ့ရည်မှန်းချက်လှုပ်ဆောင်ချက်စတဲ့အကြောင်းအရာလေးကိုကိုအတွက်အချိန်ပေးလိုက်တာကိုရဲ့ကျမ်းမာရေးအဲဒီအကြောင်းအရာလေးတွေပတ်သက်ပြီးအာရုံစိုက်ဖို့သူကအထီးကတိုက်တွန်းထားတယ်နော်နောက်ထပ်အကြောင်းအရာလေးကတော့ပျော်ရွှင်မှုဆိုတာကိုပြဿနာကိုဖြေရှင်းခြင်းပါပဲတဲ့လူတော်တော်များများကပြဿနာမရှိတဲ့ဘဝကိုပျော်ရွှင်မှုလို့ထင်နေကြတယ်မိတ်ဆွေတွေရောဘယ်လိုလဲပြဿနာမရှိတဲ့ဘဝကပျော်ရွှင်မှုလို့ထင်ကြလားအဲ့မှားတယ်နော်ပြဿနာမရှိတဲ့ဘဝကညီငွေစရာကောင်းတဲ့ဘဝလို့ပဲကျွန်တော်ပြောချင်တယ်ဒါပေမဲ့ဒီစာအုပ်ကပြောရတာကတော့ပြဿနာဆိုတာတဲ့ဘယ်တော့မှမကုန်ဘူးတဲ့ဟုတ်တယ်မလားမှန်တယ်မလားကျွန်တော်ပြောတာပြဿနာဆိုတာဘယ်တော့မှမကုန်ဘူးနော်ပြဿနာတစ်ခုပြီးသွားရင်နောက်ထပ်ပြဿနာတစ်ခုကရောက်လာမှာပဲဖြစ်တတ်တယ်လေကျွန်တော်လည်းဒီနေ့အလုပ်မှဒီဟာပြီးသွားပြီနောက်ထပ်ပြဿနာတော့နောက်တရအဲ့လိုမျိုးပဲအဲ့လိုမျိုးပြဿနာတွေကအများနဲ့ကြုံနေရတာဥမာအနေနဲ့ပြောရမယ်ဆိုရင်မိတ်ဆွေအနေနဲ့အလုံးမရှိဘူးပေါ့နော်အခုချိန်ကဒါပေမဲ့မိတ်ဆွေအနေနဲ့
နောက်လာမှာအလုပ်အသစ်တစ်ခုရသွားတယ်မိတ်ဆွေကအရန်ပြောပြီငါအလုပ်ရပြီခွာငါဟိုဟာဖြစ်ပြီခွာဆိုပြီးအရန်ပြောတယ်ဖြည့်ရှင်းအဲ့လိုဖြည့်ရှင်းလိုက်အလုပ်ရသွားပြီဆိုပါစို့နောက်တော့အလုပ်မှာဖြစ်လာမယ်လူမှုရေးပြဿနာတွေအလုပ်ဖီးယာပြဿနာတွေစတဲ့ပြဿနာတွေကတက်လာပြန်အောင်အဲ့ဒါကြောင့်ပျော်ရွှင်မှုဆိုတာပြဿနာမရှိတာကိုပြောတာမဟုတ်ဘဲနဲ့ခေါင်းမွန်တဲ့ပြဿနာကိုမိတ်ဆွေတို့အနေနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုခေါ်တာပါဇာတ်ဆရာကမိတ်ဆွေတို့ကို message ကောင်းတစ်ခုပေးထားခဲ့တယ်အဲ့ဒါအရန်လည်းကောင်းတယ်နော်မြန်မာလိုဘယ်လိုပြန်လာလဲဆိုတော့စာအုပ်မှာသင်ဟာတဲ့ဘယ်လိုနာကျင်မှုမျိုးကိုခံစားဖို့အစဉ်သင်ဖြစ်နေပြီလဲတဲ့မိုက်တယ်နော်အင်္ဂလိပ်လိုကတော့ what pain do you want in your life ဆိုတဲ့မိကွန်းကသင်ဘဝကိုဆုံးဖြတ်ပေးတော့မှာပဲဖြစ်ပါတယ်ကဲတကယ်တည်းကြတော့သင်ဟာအထူးဆန်းလူတစ်ယောက်မဟုတ်ပါဘူးဒီစာအုပ်မှာပြောရတာကဒါလေးကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အခုခေတ်မှာလူတိုင်းကငါကတော့ထူးခြားတယ်ငါကတော့အောင်မြင်ရမယ်ကိုအမွှန်းတင်ရှိကျူးပြီးတော့ဘဝင်လေးလိုက်နေကြတာပေါ့နော်ပြောဖြောရမယ်ဆိုရင်နည်းနည်းလေးခက်ကြမ်းကြမ်းစကလုံးနဲ့တောင်းရမယ်ဆိုရင်ဘဝင်လေးယူနေကြတာပေါ့အဲ့လိုမျိုးပေါ့ဒါပေမဲ့စာရေးဆရာကဘာပြောထားလဲဆိုတော့အများစုသောလူတွေကတာမန်ပါပဲတဲ့ဒီချက်ကိုလက်ခံလိုက်တာတဲ့တင့်ကိုရောစိတ်ကိုရောတက်တာရစေတယ်တဲ့ဟုတ်တယ်လေကျွန်တော်တို့ကတာမန်ပဲလေဟုတ်တယ်မလားအောင်မြင်မှုကသူ့အနေနဲ့သူအဆင်ပြေလိုက်လာမှာပဲဟုတ်တယ်မလားအဲဒါကြောင့်ကိုတို့ကဘဝင်လေးလိုက်နေဖို့မလိုဘူးပေါ့တချို့လူတွေရှိတယ်ဘဝင်ယူနေတာဒီအပေါင်းအသင်းနဲ့မပေါင်းဟိုပေါင်းအသင်းနဲ့မပေါင်းမယ်အဲ့လိုမျိုးလူတွေကိုပြောတာပေါ့နော်အဲဒါကြောင့်မိတ်ဆွေတို့နဲ့အများစုကလူတွေကတာမန်ပါပဲတဲ့အဲ့လိုမျိုးသာကိုယ့်အကိုခံယူလိုက်မယ်ဆိုရင်မိတ်ဆွေရဲ့စိတ်ကိုတက်တာရစေပါတယ်ငါကတော့အမြဲတမ်းထူးချွန်နေစရာမလိုပါဘူးမှားတယ်မှန်နေဖို့မလိုပါဘူးရှုံးတယ်ဆိုတာကိုလက်ခံလိုက်တဲ့အခါဆိုရင်တကယ်တိုးတက်ရှည်လန်းတစ်တွေကစတင်နိုင်မှာဖြစ်ပါတယ်ပြီးတော့မိမိကိုဘဝင်ကြီးလွန်းတဲ့စိတ်ကိုလည်းချော့ချဖို့စာရေးဆရာကပြောထားတယ်ကျွန်တော်ပြောတဲ့အကြောင်းအရာလေးကိုရှင်းမှတ်လို့ထင်ပါတယ်ဒီစာအုပ်မှာနောက်ဆုံးသင်ခန်းစာယူစရာကတော့တာဝန်ယူမှုပဲဖြစ်ပါတယ်ဒါကတော့ဘဝမှာအရန်အရေးကြီးတယ်နော်ကျွန်တော်လည်းအဲ့လိုမျိုးတာဝန်ယူမှုတာဝန်ခံမှုရှိမှာပဲကျွန်တော်ရဲ့ဘဝကျွန်တော်ရဲ့အလုပ်ငန်းအတွေ့အကြုံအဲ့လိုမျိုးတွေမှာကို sub development ဖြစ်မှာလို့ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ဘဝမှာနောက်ဆုံးအရေးကြီးဆုံးအချက်ကတော့သင်ဘဝမှာဖြစ်ညာဟာသင်အပြစ်မဟုတ်ရင်တော့သင်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ဥပမာကိုရှိရတဲ့သူတယောက်ကကိုလမ်းခွဲသွားတယ်ဆိုတာအဲ့ဒါသင်အပြစ်မဟုတ်ပေမဲ့အဲ့နောက်ပိုင်းမှာသင်နေ့ရက်တိုင်းကိုဘယ်လိုနေထိုင်ရမလဲဘယ်လိုရှစ်ဆက်ရမလဲဆိုတာတွေကိုအဲ့ဒါကိုသင်ယူရမယ့်တာဝန်ပဲဖြစ်ပါတယ်ကျွန်တော်ပြောတာနားလည်မလားရည်စားတယောက်ပြစ်သွားလို့ကိုခံစားပြီးတော့ဟိုဟာတွေဖြစ်မဲ့ဒီဟာတွေဖြစ်မဲ့အဲ့လိုမျိုးဖြစ်နေရမယ့်အချိန်မဟုတ်ဘူးအဲ့ပြစ်ပြီးသွားတဲ့နောက်ပိုင်းမှာသင်ရဲ့နေ့ရက်တိုင်းဘယ်လိုနေထိုင်ရမလဲဘယ်လိုပြုမှုရမလဲဘယ်လိုရှစ်ဆက်ရမလဲဆိုတာကိုအဲ့ဖြစ်လာမယ့်အကြောင်းအရာတွေကိုသင်နေဖြစ်တာဝန်ယူရမယ်ဖြစ်ပါတယ်ကိုဘွားတဲ့ကိုယ်တိုင်ရွေးချယ်မှုပြုလုပ်ပြီးတာဝန်ယူလက်လာတဲ့အခါကျရင်သင်ဘွားကလည်းတစ်လက်ထဲကိုပြန်ရောက်လာလိမ့်မယ်ပြောချင်တာကဗျာခံစားမှုနောက်လိုက်လေကိုဘွားရဲ့ဟိုကလူများလက်ထဲရောက်နေတယ်လို့ပဲအဲဒါကြောင့်ကိုတာဝန်ယူတက်လာတဲ့ကသင်ဘွားရဲ့ဟာတစ်လက်ထဲကိုရောက်လာလိမ့်မယ်ကဲဒီစာအုပ်လေးကအကြောင်းအရာလေးကတော့ဒီလောက်ပါပဲဒီစာအုပ်ကိုနှစ်ရှုံနေနဲ့ပြောရရင်ဂယုမဆိုင်ခြင်းအမှုပညာဆိုတာအရာကိုလှစ်လျူရှုဖို့မဟုတ်ပါဘူးကိုယ့်အတွက်အရေးပါတဲ့အရာတွေကိုရွေးချယ်ပြီးအာရုံစိုက်ဖို့အခက်အခဲတွေကိုလက်ခံဖို့ကိုယ့်ဘဝကိုတာဝန်ယူဖို့ပဲဖြစ်တယ်ကဲဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တစ်ခုခုရသွားမယ်လို့လည်းကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်စာအုပ်အပြည့်စုံကိုတော့မြန်မာလိုရောအင်္ဂလိပ်လိုရောဝယ်ပြီးတော့ဖတ်ရှုပြီးကြည့်ကျင်တယ်လို့တိုက်တွန်းချင်ပါတယ်အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် comment မှာလည်းမိတ်ဆွေတို့အနေနဲ့တစ်ခုခုရသွားခဲ့တယ်ဆိုရင် yes လို့ရေးခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြုံကြပါသေးတယ်ကျွန်တော်နောက်ထပ် sharing လုပ်ပေးမယ့်အကြောင်းအရာလေးတွေလည်းပြောပြပါမယ် talk food for the brain အတွေ့တွေဟာဦးနောက်အတွက်အာဟာရဖြစ်တဲ့အဲဒါကြောင့်အမြဲတမ်းတွေးပါကျေးဇူးပါ see you next video bye အားလုံးကျေးဇူးတင်ပါတယ်